င်္ဂလာပါရှင်တစ်ချက်မျိုးပါရှင်မမီတို့ရဲ့အနေအေးတဲ့ကလေးလေးတွေရဲ့ပညာရေးဘက်ကိုစိုးရင်ပူပန်နေရပါတယ်ဆိုရယ်မမီရှိပါသလားရှင်ကိုယ့်ရဲ့ကလေးလေးရာလေးကျောင်းမှာတခြားလူတွေနဲ့လဲတာရေရောတော့ကစားလေးမရှိဘူးဆရာမတွေမေးတဲ့အခါမျိုးမှလည်းချက်ချင်းတုံ့ပြန်နိုင်စွာမရှိဘူးပေါ့နော်ဟိုအဖြေကိုမတိတာမဟုတ်ဘူးနော်တော်ရုံတန်ရုံမေးတာလေးကိုမဖြေဖြစ်လာအောင်ပေါ့နော်တော်တော်လေးကိုစကားနေတဲ့ကလေးလေးတွေရဲ့ပညာရေးအတွက်ကိုစိုးရင်နေရပါတယ်ဆိုရယ်မမီရှိပါသလားရှင်ဒီနေ့မှာကျတော့ဒီချိန်ကမမီတို့နောက်ွယ်ကနေပုံရှုံးွယ်ရှုံးနဲ့ပွင့်လန်းနေတတ်တဲ့ပတ်ပွင့်လေးတွေရဲ့အကြောင်းကိုဆွေးနွေးပြဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီလိုကလေးတွေကအားနည်းချက်ရှိတဲ့ကလေးလားဆိုလုံးဝမဟုတ်ပါဘူးဒါညက်တဲ့ကလေးလည်းမဟုတ်ဘူးလို့ချွေးချက်ရှိတဲ့ကလေးလည်းမဟုတ်ပါဘူးရှင်ကလေးတွေကကြတော့လေတယောက်နဲ့တယောက်ကကျတော့ learning style တွေမတူညီကြတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီလိုအနေအေးတဲ့ကလေးလေးတွေကိုကျမတို့နေနေတာဘယ်လိုခေါ်လဲဆိုတော့ observational learners ပေါ့နော်အကဲခတ်ပြီးတော့တည်ယူတဲ့လူတွေဆိုပြီးတော့ဒါအမိပေးထားတာလေးရှိပါတယ်ရှင်အဲ့လိုကလေးလေးတွေကိုသူတို့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မမေတို့တွေအနေနဲ့ဘယ်လိုလေးများဒါလမ်းဖွင့်ပေးကြမလဲပေါ့နော်သူတို့ကိုဘယ်လိုနားလည်မှုမျိုးတွေပေးမလဲဘယ်လိုပြုဆိုင်မှုတွေပေးမလဲဆိုတာကျမဒီနေ့ညဝေပေးချင်ပါတယ်ပထမတစ်ချက်ကကြတော့ကလေးတွေပေါ်မှာစိတ်ရှိပေးရပါမယ်ရှင်နံပါတ်2ချက်ကကြတော့သူတို့တွေရဲ့လှုပ်ဆောင်နိုင်စွာပေါ်မှာကျမတို့တွေနဲ့ဒါချစ်ကျူစကားပြောပေးရမယ်နံပါတ်3ချက်ကကြတော့မိဘဆရာကိုပေါင်းပါဝင်ရပါမယ်ရှင်ပထမတစ်ချက်အနေနဲ့ဒါကလေးလေးတွေကပေါ့နော်သူတို့မဖြေချင်တဲ့မိခွန်းတွေသူတို့မပြောချင်တဲ့အခါမျိုးမှာကျမတို့အနေနဲ့ဘာလို့တော့ဘာလို့ပါစက်ပိတ်ထားတာလဲအားနေတာလားပေါ့နော်ဒီလိုမျိုးအတန်ထွက်ပြီးတော့စူမိတဲ့အထိကိုကျမတို့အနေနဲ့တိုက်တွန်းလေးရှိပါတယ်ဒီလိုချင်းအားဖြင့်ကလေးတွေကလူပူပြီးတော့မှကြောက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးသူတို့ကိုအတင်းကျပ်တော့အားပေးတာမျိုးမလုပ်ရပါဘူးရှင်နံပါတ်2ချက်ကကြတော့ဒီလိုကလေးလေးတွေကသူတို့ရဲ့သူတို့ဘာလေးကိုစိတ်ဝင်စားတယ်လဲသူတို့စူးစိုက်မှုရှိတယ်ပေါ့မှာဒါကိုယ့်အနေနဲ့တည်ထားဖို့လိုတယ်ပေါ့နော်ဥမာသူတို့အနေနဲ့ပကြီးဆွဲနေတာမျိုးစေးရောက်ချင်းနေတာမျိုးစက်ကူလေးတွေခောက်နေတဲ့ခါမျိုးမှာဒါအာယုံစူးစိုက်ပြီးတော့လုပ်နေတဲ့ခါမျိုးမှာကျမတို့ရဲ့အနေနဲ့သူတို့ရဲ့လှုပ်ဆောင်ချက်ပေါ်မှာချစ်ကျူးစကားပြောပေးရပါမယ်နံပါတ်3ချက်အနေနဲ့ကြတော့ဒါဆီယမ်မကြီးနဲ့ကြိုတင်ပူပေါင်းထားရမယ်ပေါ့နော်ဘာလို့လဲဆိုရင်အဲ့လိုကျမတို့အနေနဲ့ကိုယ့်ရဲ့ကလေးရဲ့အခြေအနေဆီယမ်မကြီးကျမသားလေးကတော့အနေအေးတယ်ကျမသမီးလေးကတော့တော်တော်လေးကိုစကားနေတယ်ပေါ့နော်ဒီလိုလေးတွေပြောပြထားခြင်းအပြင်ဆီယမ်မတွေအနေနဲ့တငယ်ချင်းတွေတယောက်နဲ့တယောက်မိတ်ဆက်တဲ့ခါမျိုးပါပဲဖြစ်ဖြစ်ကလေးချင်းကစားတဲ့ခါမျိုးပါပဲဖြစ်ဖြစ်ဒါဆီယမ်မအနေနဲ့ဂျားခက်အနေနဲ့အကူအညီပေးလို့ရပါတယ်ရှင်ဒါဆိုရင်တော့မမီတို့ရေကလေးတိုင်းကကြတော့နေကြပန်းတွေမဟုတ်ကြပါဘူးရှင်တချို့ကလေးလေးတွေကညအချိန်မှပွင့်တတ်ကြတဲ့မုံပန်းလေးတွေပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့အနေနဲ့သူတို့ပေါ်မှာယုံကြည်စိတ်ရှိဖို့ပဲလိုတာပါဒါအချိန်တိုင်းရင်တော့အလှဆုံးပန်းပွင့်အနေနဲ့ဒါပွင့်လန်းလာမှာပဲဖြစ်ပါတယ်ရှင်သူတို့ရဲ့လှုပ်ဆောင်နိုင်စွာပေါ်မှာကျမတို့အနေနဲ့စိတ်ရှိရမယ်ယုံကြည်မှုရှိဖို့ပဲလိုတာပါရှင်ဒါဆိုတော့မမီတို့ရဲ့တသားမီမီလေးတွေကလည်းဘယ်လိုကျင့်စရာလေးတွေရှိလဲcomment မှာလည်းဒါခက်ခဲလေးတွေကိုလည်းရေးသွားပေးရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်